ကဲ့ဒီနေ့တော့မောင်ဖြစ်တာကြားတယ်ကျွန်တော်ကားလေးကိုကျွန်တော်ပြန်ဆင်ပြီးတော့လက်ရှိအခြေအနေဘယ်လိုရှိလဲဆိုတော့ကျွန်တော်တစ်ချက်တင်ပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့ပြန်ရောက်ချင်းမှာကျွန်တော်ကားပေါ်မှာမောင်းလာလဲကြာပြီဖြစ်တော့ကျွန်တော်ဖုန်းနေနဲ့အညစ်အကြေးတွေကိုကျွန်တော်တန်ရှင်းလုပ်ပြီးတော့အတွင်ခန်းတွေကိုရှော့ဖို့ပြီးတော့ဒါပြန်လဲပြင်ဆင်တဲ့အနေထားတစ်ခုပေါ့နော်ကားတော့တော်တော်ကြီးညစ်ပတ်နေတဲ့အနေထားမှာတော့ရှိရပါဗျာဒါမှလည်းပြန်လောက်ရတာပါပဲအခုကတော့ဒါဝါရင်းဆရာရောက်လာပြီပေါ့နော်ကျွန်တော်ဝါရင်းဆရာကျွန်တော်တို့ဘာတွေလုပ်မလဲဆိုတော့ပတီကိုအပေါင်းနဲ့အနှုတ်ကိုကျွန်တော်တက်ပြီးတော့နက်ကလေးပြန်ကျက်တာပေါ့နော်အဲ့ဒါပြန်ကျက်ပြီးတော့သူကတော့ဒါပြန်သွားပါတယ်ပေါ့နော်ဒါအင်မတန်မှကောင်းမွန်တဲ့အနေအထားတစ်ခုပါနော်ဒါတော့ကျွန်တော်ကဂီယာပေါက်ရှာထားတာပါဒါနဲ့ဆိုရင်တော့3ချိန်မြောက်ရှိပြီလို့လည်းပြောပါတယ်အဲ့တော့ဘာကြောင့်ချလဲဆိုတော့တီးကြတော့မသိပေမဲ့လို့ဂီယာပေါက်တော့ပြန်ထားတယ်ဂျွိုင်းတော့ပြန်မတက်ရသေးဒီအနေထားတစ်ခုမှာတော့ဒီပုံစံတော့တွေ့နေရပါတယ်ဒါကတော့ဂီယာပေါက်ပြန်တက်ပြီးလို့ကျွန်တော်ဒါကလပ်စင်စာပြန်ချိန်နေတဲ့အနေထားပေါ့နော်လိုအပ်တဲ့ဟာလေးတွေကျွန်တော်ပြန်လုပ်တယ်တကယ်လဲကောင်းပါတယ်ဘာကောင်းလဲဆိုတော့သိကြမှာပါတိတ်တော့အများကြီးမပြောတော့ပါဘူးနောက်လာမယ့်အပိုင်းတွေတော့နောက်မှစက်ကြည့်ကြတာပါဗျာ